ဒီဘဝလေးကလေအနံတော်တော်ကြီးတယ်နော်ညီမပြပေးမယ်တော်တော်ကျဲတယ်လုံလောချုပ်လို့ရတယ်ပြီးတော့မင်္ဂလာပါရှင် UNG တဲ့ပို့ထဲဗီဒီယိုလေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ညီမဒီဗီဒီယိုလေးထဲမှာပဝါလေးနဲ့မစ်စစ်ပေးပါမယ်ရှင်ပဝါလေးတွေကပေါ့နော်ဒါလေးတွေကကြတော့လေးရကန်ပဝါလေးတွေပါရှင်လေးရကန်ပဝါလေးလေးကိုမှပေါ့ဒါလေးကကြတော့ညီမတို့ချီစာလို့ခေါ်ပါတယ်ရှင်ချီစာလို့ခေါ်တဲ့အနံလေးကြီးတယ်အနံကြီးတယ်အလျားရောအနံရောတော်တော်ကြီးပါတယ်ရှင်အဲ့ထမှာဆိုညီမတို့ကာလာလိုင်းလေး၄ရောင်ရပါတယ်ရှင်ကာလာလိုင်းလေး၄ရောင်ရပါတယ်ရှင်ဒါလေးဆိုရင်ညီမတို့ချော့ဖြူလေးလို့ခေါ်ပါတယ်ရှင်ဒါလေးကတဘာဝဖြူလေးမှာတဘာဝဖြူနဲ့ချော့ဖြူကကြတော့ဒီလိုလေးပါရှင်ဒါကတဘာဝချီရောင်ပေါ့နော်တဘာဝဖြူချီရောင်မှာပေါ့နော်လုံးဝအဖွေးအသက်ကလေးကိုမှကြိုက်တယ်ဆိုတော့မမများတွေးဆိုရင်ညီမတို့ချော့ဖြူလေးလောက်ထားပေးပါတယ်ရှင်အဲ့ဆိုရင်ကာလာလေးလိုင်းထဲမှာတဘာဝဖြူရမယ်ချော့ဖြူလေးလည်းရပါတယ်ရှင်ပြီးတော့ထူးထူးခြားခြားဒီတစ်ခါညီမတို့ယောဂီလေးပေါ့နော်ယောဂီကိုမှာပေါ့လုံးဝအညိုယောဂီစစ်စိတ်လေးဒီလိုလေးပေါ့နော်ဒါကကြတော့ညီမတို့ဒီလူကြီးမိဘလေးကိုလက်ဆောင်ပေးတာပဲဖြစ်ဖြစ်ကြော့တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဆိုရင်ဒီလိုမျိုးအညိုလေးဆိုလောကလက်ဆောင်ပေးမျက်နှာဖန်းလာတဲ့အညိုလေးပါရှင်ဈေးနှုန်းလေးမပြောရသေးဘူးနော်ဈေးနှုန်းလေးကကြတော့တပိုင်းကို2000ပါရှင်မြန်မာငွေ2000ပါရှင်ပြီးဒါလေးကကြတော့လေအနစ်ခံလေးညီမတို့ရှားပါလို့ပြောလို့ရဘာလို့လဲဆိုတော့လေပဝါလေးမှလေကာလာစုံဒီညီမဒီပဝါဆိုရင်ဟိုပါပေါ့နော်ဒီတဘာဝအဖြူရဲ့တခြားကလိုင်းလေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့အနစ်ကလေးကဒီတစ်ခါတော့ညီမအနစ်ကလေးကိုခတ်ထားပေးပါတယ်ရှင့်အနစ်မီးတဲ့မမတွေလည်းရှိတဲ့အတွေ့အကြုံမို့လို့ပေါ့နော်အနစ်ကလေးလည်းခတ်ထားပေးပါအဲ့ဆိုကာလာလိုင်းလေး၄ရောင်ညီမပြန်ပြောပေးမယ်နော်အနစ်ကလေးရပါတယ်အနစ်ကလေးရဲ့ပြီးတော့ဒီလိုမျိုးယောဂီစစ်စိတ်လေးရဲ့ချော့ဖြူအဖွေးသက်လေးရဲ့ဒါလေးဆိုရင်တော့တဘာဝဖြူလေးပါရှင့်အဲ့ဆိုရင်ပဝါလေးကဒီလိုမျိုးကာလာလေး၄ရောင်ရထားပါတယ်ရှင်မျိုးလေးပေါ့နော်မမတို့ပဝါလေးကိုကျန်နေသေးတယ်ဆိုရင် CB ထဲမှာ secret shot တွေပဲဖြစ်ဖြစ် secret shot လေးနဲ့လည်းလာရောက်ဝယ်ယူအားပေးလို့ရသလိုညီမတို့ဒီပဝါလေးကိုလည်းပဲဒီချူချင်လေးဆိုရင်တော့ညီမဟိုတနေ့ကလက်ကားနဲ့ store တွေပြန့်သွားတယ်ပေါ့နော်ထပ်လည်းဝယ်ဖို့ရှိပါတယ်အဲ့ဆိုရင်တော့ဒီလောလောဆယ်တော့ဒီ design တစ်မျိုးတည်း store ရအောင်မယ်ရှင်အဲ့ဆိုရင်ညီမဒီဟာလေးကဈေးနှုန်းလေးက2000ပါရှင်ဈေးနှုန်းလေး2000ပါလက်ကာယူချင်တဲ့မမတွေဆိုရင်လည်းညီမဆက်ထဲကစလက်ကာလေးပေးပါတယ်ရှင်ဒီဘဝလေးကလေအနံတော်တော်ကြီးတယ်နော်ညီမပြပေးမယ်တော်တော်ကျဲတယ်လုံလောချုပ်လို့ရတယ်ပြီးတော့ तू ကကြတော့လေဟိုနေပူပြေကိုထွက်သွားရင်အေးတဲ့နေရာရောက်ရင်နွေးလေးနဲ့ပေါ့နော်ညီမဆိုရင်တော့ဒါဟိုဒီခမ်းမထဲတွေပွဲတွေသွားရင်လေပဝါလေးတွေချုပ်ပြေးတယ်သဘောကျလို့နှွေးပြီးတော့နေတယ်ပေါ့နော်အပြင်သွားရင်လည်းပဲရာသီဥတုပူတယ်ခြီရတာလေးခံစားရတယ်အေးလေးအဲ့လိုမျိုးခံစားရပါတယ်ရှင်ဗီဒီယိုလေးကိုဆောက်ကြည့်ပေးတယ်ကျေးဇူးအများကြီးတင်ပါတယ်ပဝါလေးကိုချန်နေသေးတယ်ဆိုရင်လည်းပဲ TikTok CB ပဲဖြစ်ဖြစ်ပေ့ယူရဟန်ပေ CB ထဲမှာပဲဖြစ်ဖြစ်လာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင်